မေမေတို့ကိုပြောပြမယ်။ကျောင်းနေအရွယ်ကလေးတွေဟာသူတို့ရဲ့ခံစားချက်တွေကိုစကားနဲ့မပြောတတ်ကြပါဘူး။ဒါပေမဲ့သူတို့ရဲ့နှလုံးသားထဲမှာဖြစ်နေတဲ့ခံစားချက်တွေကအယမ်းကြီးမားပါတယ်။ကျောင်းနေအရွယ်ကလေးရဲ့စိတ်ထဲမှာဖြစ်နေတာတွေကိုနားလည်ခြင်းနဲ့မေမေတို့အတွက်ဒီဗီဒီယိုလေးပါ။ဒီနေ့မှာတော့ကျောင်းနေအရွယ်ကလေးတွေရဲ့လျှို့ဝှက်ခံစားချက်၃ခုနဲ့ချင်းကန်နီကိုပြောပြပေးမယ်။ပထမဆုံးသိထားရမှာသူတို့ပြောတဲ့ဘာမှမဖြစ်ဘူးဟာတကယ်တော့ပြောဖို့ခက်နေတယ်ဆိုတာပါလျှို့ဝှက်ခံစားချက်1ရှက်ခြင်း shame ကျောင်းနေအရွယ်ကလေးတွေဟာကျောင်းမှာအမှားလုပ်မိတာဆရာမအပြစ်တင်ခံရတာတငယ်ချင်းတွေရှေ့မှာအရှက်ရတာတွေကိုအိမ်ပြန်ပြီးမပြောတတ်ကြပါဘူးငါဒီအကြောင်းပြောရင်မေမေငါ့ကိုမိုက်မဲတယ်ထင်မှာဆိုတယ်လို့တွေးတတ်ကြပါတယ်ဘာလို့မလဲကျောင်းမှာဒီတပတ်ခက်တဲ့အချိန်လေးတွေရှိလားမေမေလည်းအရင်တော့ကကျောင်းသားဘဝတုန်းကခက်ခဲဘူးတယ်လို့ကို့အတွေ့အကြုံလေးကိုအရင်မျှဝေပါလျှို့ဝှက်ခံစားချက်2ညှူဆူခြင်း jealousy တငယ်ချင်းကပိုပြီးအောင်နဲ့ပိုပြီးချမ်းသာတယ်ပိုပြီးလာတယ်ဆိုတဲ့အတွေးတွေကကလေးရဲ့စိတ်ထဲမှာရှိတတ်ပါတယ်ဒါပေမဲ့ဒီအတွေးကိုပြောဖို့ရှက်တတ်ကြပါတယ်ဘာလို့မလဲမင်းတယောက်တည်းပဲဒီလိုခံစားရတာမဟုတ်ဘူးလူတိုင်းမှာကိုမရှိတဲ့အရာကိုကြည့်ပြီးညှူဆူတတ်တဲ့စိတ်ရှိတယ်ဒါပေမဲ့မင်းမှာရှိတဲ့ကောင်းတဲ့အရာတွေကိုလည်းကြည့်ဖို့လိုတယ်လို့ပြောပါလျှို့ဝှက်ခံစားချက်3တယောက်တည်းဖြစ်ခြင်း lonelinessတငယ်ချင်းတွေရှိပေမဲ့သူတို့ကငါ့ကိုတကယ်နားလည်လားဆိုတဲ့ခံစားချက်မျိုးရှိတတ်ပါတယ်။ဘာလို့မလဲမင်းတယောက်တည်းနေရတဲ့အချိန်တွေမှာမေမေနဲ့အတူတူထိုင်ပြီးစကားပြောလို့ရတယ်နော်လို့ပြောပါဖိအားမပေးပါနဲ့။ဒီအရွယ်မှာမေမေတို့လှုပ်တဲ့အရာ3ချက်1ခံစားချက်တွေကိုနာမည်ပေးကပ်အောင်သင်ပေးပါ။မင်းစိတ်ဆိုးနေတယ်မင်းစိတ်ညစ်နေတယ်မင်းညှို့ဆူနေတယ်ဆိုပြီးနာမည်ပေးပါ။နာမည်ရှိတဲ့ခံစားချက်ကသေးသွားတတ်ပါတယ်။2သူ့ဇက်လန်းကိုနားထောင်ပါမပြင်ပါနဲ့ကလေးပြောတာကိုချက်ချင်းဒီလိုလုပ်ရမယ်မပြောပါနဲ့အရင်ဆုံးဒါဆိုရင်မင်းခံစားရတာဒီလိုပဲနော်လို့နားလည်ကြောင်းပြပါ3အပြစ်မရှိဘူးဆိုတဲ့နေရာလေးဖန်တီးပါဘာပြောမေမေမစိတ်ဆိုးဘူးဆိုတဲ့လုံခြုံတဲ့နေရာလေးဖန်တီးပေးပါဒီနီလန်းတွေကိုသုံးရင်ကလေးဟာသူ့ရဲ့အကြီးမားဆုံးခံစားချက်တွေကိုတောင်မေမေကိုလွတ်လပ်စွာပြောပြနိုင်လာပါလိမ့်မယ်မေမေတို့ဒီတပတ်တတမိမိကိုဒီတပတ်ကျောင်းမှာမင်းရဲ့အကောင်းဆုံးနေ့လေးနဲ့အဆိုးဆုံးနေ့လေးကဘာလဲလို့မေးကြည့်ပါအဖြေကိုစိတ်ရှိရှိနဲ့နားထောင်ပါအဆင်ပြေသွားရင်ဒီတပတ်ကျမကလေးရဲ့စိတ်ထဲကိုနည်းနည်းလေးဝင်ကြည့်မိတယ်လို့ comment မှာဝေမျှပေးပါအတူတူကလေးတွေကနှလုံးသားကိုနားလဲကြရအောင်နေ့စဉ်9မိနစ်စာကျမတို့နဲ့အတူလေ့လာပြီးကျမ်းမာပျော်ရွှင်တဲ့မိသားစုဘဝလေးတည်ဆောက်ကြရအောင်